တိုးရီခြုံတဲ့ဝင်းပလွေမင်းသားကောင်းစောင်းထားတဲ့ဘလူးရက်ဆက်ကောက်ကျတဲ့ကြောက်စရာအာနာရှင်လို့တင်စားကြတဲ့အသက်ငယ်ဆုံး sorry မင်းသားဒီပုဂ္ဂိုလ်ကတော့ကမ္ဘာပေါ်မှာဩဇာအရှိဆုံးနဲ့အင်အားအကြီးဆုံးတော်ဝင်မျိုးနွယ်စုတွေကတစ်ခုရဲ့အိမ်ရှိမင်းသားဖြစ်တဲ့မိုဟာမက်ဘင်ဆယ်လ်မန်ပဲဖြစ်သွားပြီသူ့နိုင်ငံအတွင်းမှာပြုပြင်ပြောင်းလဲမှုအချို့လှုပ်ဆောင်ပြီးပွင့်လင်းမြင်သာမှုနဲ့ခင်မီမှုကိုကြွေးကြော်နေပေမဲ့တစ်ဖက်မှာတော့သူဟာအတိုက်ခံတွေကိုနှုတ်ပိတ်ဖို့နဲ့ကြောက်ရွံ့မှုတွေလွှမ်းမိုးလာစေဖို့အတွက်အတင်းအဓမ္မခိုင်းစေတာတွေတည်စီနိုင်တဲ့နီးလန်းတွေကိုအသုံးပြုခဲ့သူပါသူ့ကိုဝေဖန်ထောက်ပြကြတဲ့သူတွေထဲမှာအတိုက်ခံတွေမကဘဲနဲ့ကဘာကျော်အတွေးခေါ်ပညာရှင်တွေတောင်မှပါဝင်နေပါသေးတယ်သူရဲ့လုပ်ရက်တွေဟာမိခင်အရင်ခောက်ကိုတော့နေအိမ်ကျဲကျုပ်ချထားတာကနေစပြီးဘရင်ရဲ့ညီတော်အင်ရှေမင်းသားဟောင်းနဲ့ဝမ်ခွဲညီအကိုတွေကိုဖမ်းဆီးတာသတင်းတောက်တွေကိုကွက်မြတ်တာနဲ့တခြားနိုင်ငံရဲ့ခေါင်းဆောင်တွေကိုပြန်ပြီးဆွဲတာတွေအထိကျေပြန်လွန်လာပါသည်တစ်ဖက်မှာတော့သူဟာနိုင်ငံကိုခိမီအောင်ပြောင်းလဲနေတယ်လို့ကြွေးကြော်နေပေမဲ့တကယ်တမ်းမှာတော့သူ့ကိုစမ်းကျင်သူတွေကိုနှုတ်ပိတ်ဖို့နဲ့ကြောက်စိတ်သွင်းမှုတွေကိုအင်အားသုံးပြီးတော့လှုပ်ဆောင်ပါသည်ဒီနေ့မှာတော့ကျွန်တော်ရဲ့ Alpha Wave Media ကနေ Saudi Arabia နိုင်ငံရဲ့အသက်အငယ်ဆုံးမင်းသားလို့လည်းတင်စားကြသလိုရက်ဆက်ကြမ်းကြုတ်လာတဲ့အာဏာရှင်ကြီးလို့ပြောကြတဲ့မိုဟာမက်ဘင်ဆာလ်မန်ရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားကြပါမယ်ဒီဇလန်ကိုနားလည်ဖို့ဆိုရင်လွန်ခဲ့သော2014ခုနှစ်ဒီဇင်ဘာလကိုပြန်သွားကြရပါလိမ့်မယ်တကမ္ဘာလုံးဟာအဲ့ဒီအချိန်တုန်းကဆော်ဒီအာရေဗျရဲ့တတိယမြောက်အယ်လ်ဆာမင်းဆက်ဘုရင်အဗ်ဒူလာကွယ်လွန်မဲ့အချိန်ကိုစောင့်မျှော်နေကြပါသည်ဘုရင်ကြီးဟာရီယက်မြို့ပြင်ကဒဲကန်နေရာတွေကဈေးရုံတစ်ခုမှာတဖြည်းဖြည်းအသက်ကုန်နေပြီဖြစ်ပါသည်ဆော်ဒီအာရေဗျနိုင်ငံဟာတည်ထောင်ခဲ့တာ83နှစ်ပဲရှိသေးပေမဲ့အသက်90အရွယ်ဘုရင်ကြီးကတော့နိုင်ငံထက်တောင်အသက်ကြီးနေခဲ့ပါသည်အဗ်ဒူလာဟာ2005ခုနှစ်မှာနန်းတက်ခဲ့ပေမဲ့နိုင်ငံကိုအုပ်ချုပ်ရတာသူ့အတွက်ဝင်တော့ဝင်ဖို့ကြီးမားခဲ့ပါသည်2015ခုနှစ်ဇန်နဝါရီလမှာဘုရင်အဗ်ဒူလာကွယ်လွန်သွားတဲ့အခါမှာညီတော်ဆယ်လ်မန်နန်းတက်လာပါသည်ဆယ်လ်မန်ဟာချမ်းသာကြွယ်ဝမှုကိုတိတ်မမှန်မောပဲသူ့ရဲ့ငွေကြေးတော်တော်များများကိုသားမယားတွေအတွက်ပဲသုံးစွဲခဲ့ပါသည်သူမှာပထမဇနီးနဲ့သား6ယောက်ဒုတိယဇနီးနဲ့သား6ယောက်မွေးပြီးဒုတိယဇနီးရဲ့သားဦးဖြစ်တဲ့ကျွန်တော်တို့ရဲ့ဇာလိုက်ကျော်ကြီးမိုဟာမက်ဘင်ဆာလ်မန်ကိုတော့1985ခုနှစ်မှာမွေးဖွားခဲ့တာပါဆော်ဒီရဲ့စင်လာရအာနာဟာညီကိုအချင်းချင်းပဲလက်ဆင့်ကမ်းလေးရှိပေမဲ့မိုဟာမက်ဘင်ဆာလ်မန်ရဲ့ဖခင်ဆယ်လ်မန်မှာအကူရီအများကြီးရှိခဲ့ပြီးအဲဒီထဲက2ယောက်ကတည်ဆုံသွားခဲ့တဲ့အတွက်သူကနန်းဆက်တက်ခွင့်ရခဲ့တာပါဆာလ်မန်ဟာသူ့ရဲ့ပထမဇနီးကသားတွေနဲ့တိတ်နီးစပ်တာမျိုးမရှိဘဲနဲ့မိုဟာမက်ဘင်ဆာလ်မန်နဲ့ပဲနီးစပ်ခဲ့တာကြောင့်2015မှာသူဘုရင်ဖြစ်လာတော့ဒုတိယဇနီးရဲ့သားဦးဖြစ်တဲ့ဘင်ဆာလ်မန်ကိုပဲဦးစားပေးပြီးတော့ယာရူးကြီးတွေပေးခဲ့ပါသည်အဲဒီတော့ကတော့သူဟာဘယ်သူမှမသိသေးတဲ့ဘုရင်ကြီးရဲ့သားတစ်ယောက်ပဲဖြစ်ပါသည်ဒီလိုကနေပဲ MBS လို့ခေါ်တဲ့မိုဟာမက်ဘင်ဆာလ်မန်ဟာအင်ရှင်မင်းသားဖြစ်လာကြတဲ့က3နှစ်အတွင်းမှာသူ့ရဲ့အာဏာကိုချိန်ချောက်နိုင်တဲ့သူမှန်သမျှနဲ့စမ်းကြံဘတ်အတန်ဒီအားလုံးကိုငြိမ်ဝှက်သွားအောင်လုပ်နိုင်ခဲ့ပါသည်2019ခုနှစ်မှာတော့အတွင်းသတင်းတွေအရမိုဟာမက်ဘင်ဆာလ်မန်ဟာသူ့ရဲ့ဝမ်ခွဲအကူဖြစ်သူမိုဟာမက်ဘင်နာယက်ဖ်ကိုအင်ရှင်မင်းသားယာရူးကနေအတင်းအဓမ္မဖယ်ရှားခိုင်းခဲ့ပါသည်ဘင်နာယက်ဖ်ရဲ့တပ်တော်ဆောင်တွေကိုလက်နဲ့ဖြုတ်သိမ်းလိုက်ပြီးမင်းရဲ့အချိန်ကုန်သွားပြီအင်ရှင်မင်းသားအဖြစ်ကနေဖယ်ရှားလိုက်ပြီးငါကမင်းနေရအစားဝင်မယ်လို့ပြောပြီးအာဏာကိုအတင်းသိမ်းယူသွားခဲ့တာဖြစ်ပါသည်အဲ့လိုနဲ့2019ခုနှစ်မှာပဲအာဂရီလိုက်စားမှုတိုက်ဖြတ်ရေးဆိုတဲ့ခေါင်းစဉ်နဲ့အတူရီယက်မြို့က Ritz Carlton Hotel မှာမင်းကြီးမင်းသားတွေနဲ့စီးပွားရေးလုပ်ငန်းရှင်အများအပြားကိုအတင်းအဓမ္မဖမ်းဆီးပြီးဟိုတယ်ထဲမှာပဲပိတ်လောင်ထားခဲ့ပူပါသည်သူတို့ကိုစစ်ဆေးမေးမြန်းပြီးဗန်အချက်လက်တွေကိုဖော်ထုတ်ခိုင်းခဲ့တယ်လို့သူတို့ရဲ့ပိုင်ဆိုင်မှုတော်တော်များများကိုလည်းအစိုးရရဲ့ပိုင်ဆိုင်မှုတွေကိုလွှဲပေးလိုက်ပြီးမှပြန်လွှတ်ပေးခဲ့တာပါအဲဒီတော့ကဆိုရင်ဘုရင်ကြီးရဲ့ညီတော်အာမတ်အပါဝင်မင်းကြီးမင်းသား20ကျော်ကိုဘာအကြောင်းရင်းမှမေမေရမရှိပဲနိုင်ငံတော်တစ္ဆာဖောက်မှုဆိုတဲ့ခေါင်းစဉ်တက်ပြီးအကုန်လုံးကိုဖမ်းဆီးလိုက်ပါသည်အဲဒီလိုရကြောင့်မို့လို့ဆော်ဒီရဲ့တူရီသောအုပ်ချုပ်သူဟာမိုဟာမက်ဘင်ဆာလ်မန်လို့ခေါ်တဲ့အသက်ငယ်ဆုံးမင်းသားတစ်ပါးဖြစ်လာခဲ့ပါတော့သည်ဒီအကြောင်းအရာကိုလည်းတကမ္ဘာလုံးကအဲ့ဒီနေ့မှာပဲရှင်းရှင်းလင်းလင်းသိသွားရပါသည်သူအကြောင်းကိုပြောရင်ဒီလောက်နဲ့တွေမလုံလောက်သေးပါဘူး MBS ဟာဘာသာရေးဆရာတွေဗလော့ဂါတွေဂျာနယ်လစ်တွေနဲ့အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေကိုလည်းပြင်းပြင်းထန်ထန်နှိပ်ကွပ်နှိမ်နင်းခဲ့သူပါဘင်ဆာလ်မန်ကရှီယာတိုက်ခိုက်တွေကိုသူ့အရင်ဘရင်တွေထပ်ပို့ပြီးတော့တီးမခံခဲ့ပါဘူးအရင်တုန်းကတော့ဒါလောက်ကတော့လွတ်ပေးလိုက်ပါမယ်ဆိုပြီးတော့လှစ်လျူရှုထားတဲ့ကိစ္စတွေကိုဆာလ်မန်ကလုံးဝကိုတီးမခံပဲပြင်းပြင်းထန်ထန်ကိုကင်တွယ်ပါသည်အထူးသဖြင့်အယ်လ်ဆာမင်းဆက်ရဲ့တရားဝင်မှုကိုတန်တရားရှိသူတွေကိုသူကပုံမုံပြီးတော့ဘရင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမေးခွန်းပြန်ထုတ်တဲ့သူတွေအပေါ်မှာလုံးဝကိုအညာတာမရှိခဲ့တာပါဒါကြောင့်2016ခုနှစ်ဇန်နဝါရီလမှာရှီရိုက်ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့နီမာအယ်နီမာနဲ့တခြားရှီရိုက်48ဦးတို့ကိုရီယက်ရင်ပြင်မှာပဲကွက်မြက်ပစ်ခဲ့တာဖြစ်ပါသည်။အဲဒီခေတ်အခါတုန်းကဒီသတင်းဟာဟိုးလေးတကြော်ဖြစ်သွားခဲ့ပြီးဘင်ဆာလ်မန်တယောက်ဘလောက်ရက်ဆက်လဲဆိုတာတော်တော်များများလေးသိသွားခဲ့ကြပါသည်။ဒါဟာဆယ်စုနှစ်အတွင်းမှာကမ္ဘာပေါ်မှာအကြီးမားဆုံးသောအစုလိုက်အပြုံလိုက်ကွက်မြက်မှုဖြစ်ခဲ့ပြီးအရှေ့အလယ်ပိုင်းတလွှားမှာဆန္ဒပြမှုအကြီးကြီးတွေတော့မှဖြစ်ပေါ်ခဲ့ပါသေးတယ်။ဆော်ဒီအစိုးရကတော့နေမာဟာတော်ဝင်မီသားစုကိုဖျောက်ချဖို့လှုံ့ဆော်တယ်လို့ဆွဆွဲခဲ့ပေမဲ့
တကယ်သူရဲ့အပြစ်ကတော့ sorry အစိုးရကိုဝေဖန်ခဲ့ရုံတတ်တာဖြစ်ပါတယ်ဒါကိုအကြောင်းပြချက်ကတော့နိုင်ငံတော်ကိုပုံကံမာရီဆိုပြီးတော့အခုလိုမျိုးအစုလိုက်ပြုံလိုက်ကွက်မြက်ပြစ်ခဲ့တာပါအပြစ်မှန်မှာတော့မိုဟာမက်ဘင်ဆယ်လ်မန်လို့ခေါ်တဲ့မင်းသားဟာ sorry ကိုပြုပြင်ပြောင်းလဲမဲ့သူအဖြစ်နိုင်ငံတကာကိုယုံကြည်နိုင်အောင်အယုံသွင်းနိုင်ခဲ့ပေမဲ့ sorry နိုင်ငံတွင်းမှာတော့ဒီကွက်မြက်မှုဟာသူမိသားစုရဲ့အုပ်ချုပ်မှုကိုတန်တရားရှိရင်မင်းတို့အကုန်လုံးအသက်ပေးရမယ်ဆိုတဲ့ပြတ်သားတဲ့သတင်းစကားကိုပေးခဲ့တာဖြစ်ပါတယ်အဲဒီနောက်ပိုင်းမှာဘယ်သူမှသူ့ကိုတွေးလို့မဆန်းရဲကြတော့ပဲအင်အားပူကြီးတဲ့ထက်ကြီးလာခဲ့ပါတယ်2019ခုနှစ်မှာမိုဟာမက်ဘင်ဆယ်လ်မန်ဟာလက်ဘနွန်ဝန်ကြီးချုပ်ဖြစ်တဲ့ဆတ်ဟာရီရီကိုပြန်ပေးဆွဲပြီးယာရူကနေနှုတ်ထွက်ဖို့အတင်းကျပ်ဖိအားပေးလိုက်တဲ့အထိရဲတင်းနဲ့နိုင်ငံခြားရေးလုပ်ရက်တစ်ခုကိုလည်းလုပ်ခဲ့ပူပါတယ်။73ရက်တိုင်လက်ဘနွန်ပြည်သူတွေဟာသူတို့ရဲ့ဝန်ကြီးချုပ်အတွက်စိုးရိမ်တကြီးစောင့်ဆိုင်ခဲ့ကြရပါတယ်။ဒီပြန်ပေးဆွဲမှုဟာနိုင်ငံရေးအကျပ်တဲဖြစ်သွားခဲ့ပြီးဟာရီရီဟာရိုက်နှက်စစ်ဆေးခံခဲ့ရတယ်လို့လည်းသတင်းတွေထွက်လာခဲ့ပါတယ်။မိုဟာမက်ဘင်ဆယ်လ်မန်ကနိုင်ငံတကာကိုဂရုမစိုက်ဘဲမတည်ငြိမ်မှုအသစ်တွေကိုဖန်တီးခဲ့ပါတယ်။အဲတုန်းကပြင်းသစ်သမ္မတမက်ခရွန်ဟာ sorry ကိုအစီအစဉ်မရှိဘဲသွားရောက်ခဲ့ပြီးပြန်ပေးဆွဲခံထားရတဲ့ဟာရီရီကိုပြန်လည်လွတ်မြောက်အောင်အတော်လေးကြိုးစားပေးခဲ့ရပါတယ်။နောက်ဆုံးမှာတော့မက်ခရွန်ကဟာရီရီနဲ့သူ့မိသားစုကိုဘယ်ရီမြို့ကိုဖိတ်ကြားလိုက်တဲ့အနေနဲ့မိုဟာမက်ကိုအရှက်ရစေပြီးဟာရီရီကိုလွှတ်ပေးဖို့ဖိအားပေးနိုင်ခဲ့တာပါ။ဒီနေရာမှာသိကြပါလိမ့်မယ်။ဘာကြောင့်များ sorry မင်းသားကလက်ဘနွန်ဝန်ကြီးချုပ်ကိုပြန်ပြီးဆွဲတာလဲ။အဓိကအကြောင်းရင်းကိုပြောပါဆိုရင်တော့အဲ့ဒီချိန်တုန်းက Saudi Arabia နဲ့အီရန်နိုင်ငံတို့ရဲ့ဒေသရင်းဩဇာလွှမ်းမိုးမှုအားပြိုင်ပွဲဖြစ်ပါတယ်။ sorry အရှင်မင်းသားမိုဟာမက်ဘင်ဆယ်လ်မန်ဟာလက်ဘနွန်အစိုးရဒေသအတွင်းမှာအီရန်ကြောထောက်နောက်ခံပြုထားတဲ့ Hezbollah အဖွဲ့ရဲ့ဩဇာအာဏာကြီးမားလာမှုကိုအလွန်မင်းမဲ့မကြေမနက်ဖြစ်နေပါတယ်။ Saudi အစိုးရကဟာရီရီကိုသူတို့ရဲ့မဟာမိတ်ဖြစ်သတ်မှတ်ထားပေမဲ့ဟာရီရီကတော့လက်ဘနွန်အစိုးရထဲမှာအီရန်ကြောထောက်နောက်ခံဖြစ်တဲ့ Hezbollah တွေကိုအထောက်ပံ့ပေးနေတယ်ဆိုပြီး Saudi ဘက်ကယူဆခဲ့ပါတယ်။ဒါကြောင့်မလို့သူ့ကိုရီယက်မြို့ကိုခေါ်ပြီးယာရူကနေနှုတ်ထွက်ဖို့အတွက်အတင်းဖိအားပေးရင်ပြန်ပြီးဆွဲတယ်လို့ကိစ္စဖြစ်ပွားခဲ့တာပါ။ဟာရီရီဟာဆော်ဒီကိုရောက်ပြီးတော့မမျှော်လင့်မဲနဲ့ဆော်ဒီရုပ်သံလိုင်းတစ်ခုကနေပဲကျွန်တော်ယာရူကနေနှုတ်ထွက်ပါတယ်ဆိုပြီးတော့ကြေညာခဲ့ပါတယ်။အဲဒီကြေညာချက်ထဲမှာအီရန်နဲ့ Hezbollah တို့ဟာအရှေ့လေပိုင်းကိုဖျက်ဆီးနေတယ်လို့လည်းဝေဖန်သွားခဲ့ပြီးဒါဟာဆော်ဒီဘက်ကရေးသားပေးတဲ့စာသားတွေကိုဖတ်ရတာလို့လူအများစုကယူဆခဲ့ကြပါတယ်။ပြောရရင်တော့ဝန်ကြီးချုပ်ဟာရီရီအပေါ်ပြန်ပြီးဆွဲမှုကအောင်မြင်ခဲ့တယ်လို့ဆိုရမှာပါ။ဒီလက်ဘနွန်ဝန်ကြီးချုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဆော်ဒီမင်းသားဖြစ်တဲ့မိုဟာမက်ဘင်ဆယ်လ်မန်ကိုနိုင်ငံတကာကအတော်လေးရှိန်သွားခဲ့ကြပါတယ်။ဒါပေမဲ့သူကကျူးလွန်ခဲ့တာမျိုးမဟုတ်သေးပါဘူး။ကဘာကြီးကိုတုံလုံးစေခဲ့တဲ့ရာဇဝတ်မှုအကြီးတစ်ခုကိုလည်းဖန်တီးယူခဲ့ပါသေးတယ်။မိုဟာမက်ဘင်ဆယ်လ်မန်ရဲ့ရက်စက်မှုမှာအထင်ရှားဆုံးတဲ့နာမည်အကြီးဆုံးကတော့သတင်းတောက်ဂျမဲလ်ခါရှိုဂျီကိုတပ်ဖြတ်ပစ်လိုက်တာပါပဲ။ခါရှိုဂျီဆိုတာတစ်ချိန်လုံးကဆော်ဒီနန်းတွင်းနဲ့ရင်းနှီးတဲ့အတိုင်းဝိုင်းကဖြစ်ပေမဲ့နောက်ပိုင်းမှာတော့အင်ရှေမင်းသားမိုဟာမက်ဘင်ဆယ်လ်မန်ရဲ့မူဝါဒတွေကိုပြောင်ပြောင်တင်းတင်းဝေဖန်သူဖြစ်လာပါတယ်။အထူးသဖြင့်ဆော်ဒီအစိုးရကအတိုက်ခံတွေကိုဖမ်းဆီးနှိပ်ကွပ်တဲ့အကြောင်းတွေလွတ်လပ်စွာပြောဆိုခွင့်ပိတ်ပင်တာတွေကိုသူကအဆက်မပြတ်ဆိုသလိုကဘာကြီးကိုရေးသားဖော်ပြခဲ့ပါတယ်။နောက်ဆုံးသူဟာအမေရိကန်နိုင်ငံကိုအခြေစိုက်ပြီးကဘာကျော်ဝါရှင်တန်ပို့စ်သတင်းစာမှာပင်နိုင်ဆောင်ပါရှင်ဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ဆော်ဒီအစိုးရရဲ့အတွင်းရေးတွေနဲ့အမှားယွင်းတွေကိုအင်္ဂလိပ်ဘာသာစကားနဲ့ကဘာကသိအောင်ချပြနေတာကြောင့်ဆော်ဒီအစိုးရအတွက်တော့သူဟာအလွန်အန္တရာယ်ရှိပြီးမျက်နှာပြက်စရာကောင်းတဲ့ပုံကိုယ်တူဖြစ်လာပါတယ်။နောက်ဆုံးသူလုပ်ခဲ့တဲ့အကြီးမားဆုံးအမှားကိုပြောပါဆိုရင်တော့ဆော်ဒီအာရေဗျဦးဆောင်တဲ့ယီမင်စစ်ပွဲမှာအရက်သားတွေတေးကျေးပြက်စီးနေမှုကိုခါရှိုဂျီကပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ဒါကဆော်ဒီနိုင်ငံသားရေးမူဝါဒကိုတိုက်ရိုက်သွားစိန်ခေါ်တယ်လို့ဖြစ်ခဲ့ပြီးသူ့ရဲ့ဘဝနေထိတန်စေတဲ့အဓိကအကြောင်းရင်းလို့တောင်မှပြောလို့ရပါတယ်။မကျေနပ်ချက်တွေများနေတဲ့မိုဟာမက်ဘင်ဆယ်လ်မန်တို့ရဲ့အစိုးရအဖွဲ့အစည်းဟာသူ့ကိုအပြတ်ရှင်းမှုအတွက်လုပ်ခဲ့ပြီး2018ခုနှစ်အောက်တိုဘာလ2ရက်နေ့ခါရှိုဂျီဟာသူ့ရဲ့လက်ထပ်ခွင့်စာချုပ်စာတမ်းအချို့အတွက်တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာရှိတဲ့ဆော်ဒီကောင်စစ်ဝင်ရုံးထဲကိုဝင်သွားပါတယ်။အဲဒီနောက်မှာတော့သူဘယ်တော့မှပြန်မထွက်လာနိုင်တော့ပါဘူး။စစ်ဆေးမှုတွေရသိရှိရတာကဆော်ဒီကလေယာဉ်နဲ့လာရောက်တဲ့အထူးအဖွဲ့ကသူ့ကိုကောင်စစ်ဝင်ရုံးအတွင်းထဲမှာပဲတပ်ဖြတ်ပြီးတော့ရုပ်လောင်းကိုတခါရေးဖျောက်ဖျက်ဖြစ်တယ်လို့ဆိုပါတယ်။နောက်ဆုံးကဘာကျော်အဖွဲ့အစည်းကြီးတွေဖြစ်တဲ့ CIA အပါအဝင်ကဘာကူလာသမဂ္ဂတို့ရဲ့စုံစမ်းစစ်ဆေးမှုတွေအရအဲ့ဒီသတင်းတောက်ကိုလှုပ်ကြမှုဟာအင်ရှေမင်းသားရဲ့ခွင့်ပြုချက်နဲ့လုပ်တယ်ဆိုတဲ့အကြောင်းကိုကောက်ချက်ချနိုင်ခဲ့ပါတယ်။ဒီလောက်မကောင်းတာတွေပဲလုပ်နေတာသူနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့အရာလေးများရှိသေးလားဆိုရင်တော့ပြောစရာနည်းနည်းတော့ရှိပါတယ်။အဲ့တော့ကတော့မိုဟာမက်ဘင်ဆယ်လ်မန်ဟာဆော်ဒီရဲ့လူနေမှုဘဝကိုအကြီးအကျယ်ပြောင်းလဲပေးခဲ့တဲ့သူပါ။ဆော်ဒီရဲ့ရင်အုပ်ချုပ်သူတွေဟာနိုင်ငံကိုဘာသာရေးရဲတပ်ဖွဲ့တွေနဲ့တင်းတင်းကြပ်ကြပ်အုပ်ချုပ်ထားတဲ့နိုင်ငံဖြစ်ပြီးအတော်လေးလေးစီကံကြည့်ပါရီ။တဖြည်းဖြည်းနဲ့မိုဟာမက်ဘင်ဆယ်လ်မန်လက်ထက်မှာတော့ညဘက်ဒီမှာအမျိုးသားနဲ့အမျိုးသမီးတွေလွတ်လပ်စွာရောနှောနေထိုင်ခွင့်ရှိကြပြီးအမျိုးသမီး DJ တွေတောင်မှတီးခတ်ခွင့်ပြုနေပါပြီ။အမျိုးသမီးတွေကိုကောင်းပေါင်းခွင့်ပေးတာအများပြည်သူဖျော်ဖြေရေးတွေကိုခွင့်ပြုပေးတာစားတဲ့ကမ္ဘာအဆင့်တန်းမီလူအခွင့်အရေးတွေဟာသူ့ရဲ့လက်ထက်မှာရလာခဲ့တာလို့ပြောလို့ရပါတယ်။
တမိုင်းကြောင်းရကြည့်မယ်ဆိုရင်ဒီလိုဘာသာရေးအစွန်းရောက်တွေကိုဖယ်ရှားဖို့ဆိုတာပြည်ရင်းစစ်တွေတောင်မှဖြစ်တတ်ပေမဲ့ဒီဆော်ရီမင်းသားမိုဟာမက်ဘင်ဆာလမန်ရဲ့လက်ထက်မှာတော့ဘယ်ဘာသာရေးကောင်းဆောင်တဦးတစ်ယောက်မှအသက်ခံရခြင်းမရှိဘယ်သူမှလမ်းမပေါ်ထွက်ဆန္ဒပြစရာမရှိပဲအေးအေးဆေးဆေးပဲပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်ခဲ့ပါသည်ဆော်ဒီအာရေဗျဟာစီကန်တင်ချက်တဲ့ဘာသာရေးနိုင်ငံတစ်ခုထဲမှာပါပေမဲ့မိုဟာမက်ဘင်ဆာလမန်လက်ထက်ရောက်ပြီးကလေးကသူဟာကမ္ဘာအစီအမီနိုင်ငံဖြစ်လာပြီးကမ္ဘာလေခရီးသွားတွေတွားရောက်လေပတ်မှုတော်မှာတိုးတက်လာတဲ့နိုင်ငံတစ်ခုဖြစ်ပါသည်ဒီလိုမျိုးလူမှုရေးပိုင်းလူအခွင့်ရေးပိုင်းမှာပဲတိုးတက်လာတာမျိုးမဟုတ်ပါဘူးစီးပွားရေးအရာလေသူဟာရေနံအပေါ်ကိုလုံးဝကြီးမိခိုနေရတာကိုရှော့ရှာဖို့အတွက်နီယွန်လိုမျိုးနီးပညာမျိုးတော်အသစ်တွေကိုတည်ဆောက်ခဲ့ပါသည်သူဟာ Aramco ကုမ္ပဏီရဲ့ရှယ်ယာတွေကိုရောင်းချပြီးတမိုင်းမှာအကြီးဆုံး IPO အဖြစ်ဒေါ်လာ 25.6 ဘီလီယံအထိအောင်လုပ်နိုင်ခဲ့ပါသည်2020ခုနှစ်ကိုဗစ်ကပ်ရောဂါကာလမှာလေရေနံဈေးကွက်အပေါ်သူ့ရဲ့ဩဇာအာဏာကပိုကြီးမားလာခဲ့ပြီးဝေဖန်တန်တွေလည်းတိတ်ဆိတ်သွားခဲ့ပါသည်စီးပွားရေးရတိုးတက်အောင်လုပ်ပေးမယ်လူအခွင့်ရေးအပြည့်ရအောင်လုပ်ပေးမယ်ဒါပေမဲ့သူလုပ်နေတာတွေကိုဘယ်သူမှတော့မတားနဲ့သူလုပ်ချင်တာကိုလုပ်မယ်သူလုပ်ချင်တဲ့နည်းနဲ့လုပ်မယ်ဆိုတော့တကယ်ကိုကြောက်စရာကောင်းတဲ့မင်းသားတစ်ပါးလို့ပြောလို့ရပါသည်ဒါဆိုရင်ဒီလိုလူမျိုးအုပ်ချုပ်နေတဲ့နိုင်ငံကအနာဂတ်မှာရောကောင်းလာနိုင်ခြေရှိသေးရဲ့လားဒါကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့သူ့လက်ထက်မှာကောင်းတာတွေလည်းရှိသလိုမကောင်းတာတွေလည်းရှိလို့နေပါသည်ဒါပေမဲ့မိုဟာမက်ဘင်ဆာလမန်ကိုတော့ကဘာကြီးကချင်းချောက်မှုတစ်ခုလို့ယူဆထားတာပါဘာကြောင့်လဲလို့မေးလို့ရှိရင်ယူကရိန်းစစ်ပွဲကြောင့်ဖြစ်လာတဲ့လောင်စာဆီအကျပ်တဲမှာမိုဟာမက်ဘင်ဆာလမန်ကပြန်အရေးပါလာပြီးကမ္ဘာကောင်းဆောင်တော်တော်များများဟာသူ့စီမှာစီဝယ်ဖို့အတွက်တန်းစီလာကြရပါသည်နိုင်ငံတွင်းမှာတော့အလုံးလက်မဲ့နှုံမြင်မာပြီးပြည်သူတွေကအရင်ကရခဲ့တဲ့ထောက်ပံ့ကြေးတွေမရှိတော့ပေမဲ့သူတို့ရဲ့စီးပွားရေးကတော့ရိုင်းနေသွားတာမျိုးမရှိပါဘူးနိုင်ငံကောင်းမှုအတွက်ဆိုပြီးတခုတည်းကိုပဲကြီးကြီးမားမားလှုပ်တက်နေတဲ့မိုဟာမက်ဘင်ဆာလမန်ရဲ့အကြီးဆုံးရန်သူဟာသူကိုယ်တိုင်ပဲဖြစ်ပါလိမ့်မယ်သူဟာအတ္တကြီးတဲ့ရန်လိုရက်တွေစိတ်လိုက်မှန်ပါလှုပ်တက်တယ်သူ့ကိုမလှုပ်ပါနဲ့လို့တားရတဲ့သူ sorry မှာတယောက်မှမရှိတော့ပါဘူးလူတိုင်းသားရနေတဲ့သူ့အတွက်ဘယ်အရာကများဘဝမှာအမားကြီးတစ်ခုဖြစ်သွားစေမလဲဆိုတာကတော့အနာဂတ်မှာဆက်လက်ဆောင်ကြည့်ရအောင်ပါsorry နန်းတို့ကတော့ဒီဆွဆွဲချက်တွေအလုံးဟာအခြေမြင့်မရှိဘူးလို့ညင်းဆိုထားခဲ့ပြီးမိုဟာမက်ဘင်ဆာလမန်ဟာလူကောင်းတစ်ယောက်လိုပဲသူတို့ကတော့ပြောပါသည်ဒါပေမဲ့သူဟာနိုင်ငံကိုအလိုရှိသလိုပုံဖော်ဖို့အတွက်အချိန်နဲ့အခွင့်အရေးတွေအများကြီးရရှိထားပြီးပြီဆိုတော့ရှင်းလင်းနေတာသိကြပါသည်ကဲဒီနေ့တင်ဆက်ပေးခဲ့တဲ့ sorry ရဲ့အရက်ဆက်ဆုံးမင်းသားသူရဲ့ချုံတဲ့ဝင်ပလွေကြီးအကြောင်းကတော့ဒီလောက်ပါပဲနောက်ထပ်လည်းခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးပါဦးမယ်အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ